ကျွန်တော်တို့အခေါ်ရတာအိန္ဒိယတန်းလို့ပြောရမှာပေါ့ဒါကျွန်တော်တိုင်းပြည်ရဲ့ယဉ်ကျေးမှုရတော့၎င်း multicultural richness ကိုပြတဲ့သဘောပဲဒီ spice နဲ့ပရဆေးလုပ်ငန်းကိုပဲလုပ်လာခဲ့တာကြာပြီလားဒီလုပ်ငန်းကျွန်တော်တို့တက်တန်းနဲ့50လောက် family business ကို pass down လုပ်ရတော့ပေါ့ဒါ Indian spice နဲ့ပရဆေးလုံးဝတည်တံ့ပေါ့နိုင်ငံတကာနဲ့တွင်းလာတဲ့ဟာတွေလည်းရှိတာပေါ့ လောကလည်းရှိတယ် local လည်းရှိတယ်ပေါ့ okay spike တွေဆိုတာယဉ်ကျေးမှုအရာတအားရှိကြတယ်ဒီ spike ကိုတို့ကကျွန်တော်တို့ရှင်းပြောရင်ဒီမှာမတုံးခင်မမြင်ခင်16ရာစု18ရာစုလောက်ကလေးကရေလန်းကနေပြီးတော့အိန္ဒိယကနေလာတဲ့ကုန်တွေတွေနဲ့ကူးတိုင်းရောင်းဝယ်မှုကနေပြီးတော့ spike ဆိုတာမြန်မာပြည်ကိုတည်လာခဲ့တာ spike တစ်ခုကဟင်းပွဲတစ်ခုကိုအနံ့ပြောင်းအောင်ပဲသုံးနေတာမဟုတ်ဘူးတကယ်တမ်းကျမ်းမာရေးရှူတောက်ကနေသုံးတဲ့ဟာတွေအများကြီးပဲအဲ့ဒါကြောင့်မို့ spike တွေဆိုလေရန်ထည့်လို့လည်းမရဘူးတခါကြရင် spike တွေရန်ထည့်မယ်မဆလာတွေဆွတ်ဆက်ထည့်ဟင်းကခါရောစားလို့မရဘူး spike ဆိုတာအင်မတန်မှနဲ့နေတယ်ဆိုစပြစ်ချောက်တယ်အဒီကတမ်ပေါတို့မုတ်လောက်တာတို့ဘာတို့ပေါ့ဒါဆွန်ဘလွန်တီဒါတော့ပေါက်ဖောက်တဲ့ပြောင်းပေါ့ဒါဆိုရင်မုံညင်းစီအဒီကဟင်းခတ်မွေးချင်တော့လိုတဲ့စပိုက်တယ်မှန်သမျှအကုန်နီးပါးရတယ်လို့ပြောရမှာပေါ့ဒီပဲဆိုရင်ကျွန်တော်တို့ချက်ပသေးပဲလို့ခေါ်တယ်အိန္ဒိယစားတောက်ထဲမှာပါတယ်ရန်ကုန်မှာရှာလို့မတွေ့ဘူးဆိုတော့ရန်ကုန်မှာကျွန်တော်ရှာလို့မတွေ့ဘူးဒါဒီမှာလာတွေ့တယ်ချက်ပသေးအဒီကဒီမျိုး product တွေဒီမှာရှိတယ်ဆိုတာဟိုတယ်နဲ့စားတော့ဆိုင်လုပ်ငန်းကလူတွေအတွက်လည်းဒါအဆင်ပြေတယ်ဗျာမြန်မာပြည်မှာဒါတွေရှိတယ်ဒါမြန်မာပြည်ရဲ့ယဉ်ကျေးမှုအရာ diverse ဖြစ်တယ်ဆိုတာကိုလည်းအများကြီးပြတယ်ဒီຢာတွေကအကုန်လုံးကအသားတွေမှာထည့်လို့ရငါးတွေမှာကျတော့ဒီတစ်မျိုးပဲထည့်နန်းနန်းစည်းပဲထည့်မယ်ဒါတွေမပါဘူးဒါရဲ့ငါးတွေမှာထည့်တယ်နောက်ပြီးတော့မုံညင်းပဲနေတာထည့်ရတော့ပဲနေတာအဲ့ဒါငါးတွေမှာသုံးတော့အသားမှာထည့်တာကျတော့ဒါတွေလေးတွေပါတယ်နောက်ပေါက်ကောရှောက်ကောပါတသားစိတ်သားမဲသားဝက်သားအဲ့ဒါတွေပဲအကုန်လုံးချက်လို့ရငါးအချင်းချင်းတွေပါတွေကျတော့ဒီຢာဒီဒါရဲ့ငရုတ်ကောင်းတော့အနေချင်းတော့ထည့်ရအဓိကငါကတော့ကျွန်တော်တို့ငရုတ်ကောင်းအဖြူသုံးနိုင်များငါရောက်မပြတ်အောင်ပေါ့အန်ဒီတို့နေဟင်းတဲ့ပွဲချိန်ဘာဟင်းကမွန်ချန်တီတခုမှမပါဘဲနဲ့ချက်ပြလားမပါဘူးမချက်အမြဲတမ်းပါတော့အမြဲတမ်းပါတယ်အမြဲတမ်းအဲ့ဒါတွေလော်ပြီးတော့ကျွန်တော်တို့ကကြိတ်ထားလိုက်ငါးရင်အတွက်ဂျင်းချက်တုံးပြီးပါတယ်တခါတည်းအကုန်လုံးထည့်ပြီးချပြီးကြိတ်ထားလိုက်မကျွန်တော်ငါးတုံးကိုငရုတ်ကောင်းမပါဘဲနဲ့စားတစ်ခုပဲထည့်လိုက်ချက်လိုက်ပြုတ်အရသာတော့ကောင်းတယ်ဒါပေမဲ့ငါးနဲ့လိုက်ဖက်တဲ့ spike တစ်ခုကိုဖြူတယ်လိုက်ကျန်တာဘာမှမဖြူနဲ့ဒီငါးရဲ့အရသာမှာရောအနံ့မှာရော texture မှာရောသူကနောက်ထပ် level တစ်ခုကိုသူကသွင်းသင်ပေးတယ်ခဏပြောလို့ပေါ့ level တစ်ခုသွင်းသင်ပေးတယ်လို့ very dangerous သုံးထိုက်တဲ့ပမာဏပင်လိုက်စားငါးနဲ့လိုက်ဖက်တဲ့ spike ရှိတယ်လို့အသားနဲ့လည်းလိုက်ဖက်တဲ့ spike ရှိတယ်အဓိကspike တစ်ခုကဟင်းပွဲတစ်ပွဲရဲ့ flavor ကိုရောအနံ့ကိုရော scent ကိုရောသူကနောက်ထပ် level တစ်ခုကိုသူတည်ပေးနိုင်တယ်ဒါကိုတော့အခြေခံကိုတော့တည်ထားဖို့တော့လိုတာပေါ့အဲ့လိုမျိုးပုံစံတော့ရှိတယ်